Hello အားလုံးပဲပြီလာပါကျွန်တော်တော့ဓမ္မပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့sorry ချားရထားကြီးပျော်စီးဆိုတဲ့အတိုင်းပဲကျွန်တော်ချားရထားကြီးသွားစီမယ်ပေါ့ဒီမှာကျွန်တော်လက်ထမမြန်မာအလံလေးခံလို့ရတယ်မြန်မာအလံလေးခံလို့ရတော့မိုက်တော့မိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီမှာပေါ့နော် Okay ကျွန်တော်အရှိလေးသွားကြည့်အောင်သူများတော့ပြထားတယ်ကျွန်တော်ဒီကနေတက်ရမှာလား Wow ဟိုးမှာရထားဒါပေမဲ့ကျွန်တော်ဒီကနေပဲတက်လိုက်မယ်တော့ဒီကနေတက်ရင်ပို့ပြီးတော့မြန်မယ်လို့တော့ထင်တာပဲမြန်မာအလံလေးကိုခံပြီးတော့ဒီကနေပဲကျွန်တော်တက်လိုက်တော့မယ် Okay ရောက်ဖို့အဝေးလို့သေးတယ်ထင်တယ်တချို့ပြက်ပြုတ်ကြကုန်ပြီထင်တာကတော့ရောက်ဖို့အဝေးလို့သေးတယ်လို့ထင်တာပဲဟိုးမှာကြည့်အောင်အရှိကြီးပဲအဲ့ဘောကနေမှဒီအောက်ကိုဆင်းလာမှာလေ Okay ဘာဖြစ်ကျွန်တော်တက်ရမှာလေနော်စီးကျင်တာကိုရထားကြီးရထားကြီးစီးမယ်ဆိုတော့စီးမယ်ပြီးဟိုအပေါ်ကနေဒီလောက်ထိအိုးအမြင်ကြီးပဲဘလာတော့ကြောက်ဖို့ကောင်းမလဲကျွန်တော်လည်းမသိဘူးတော့မရောက်နိုင်သေးဘူးကွာခါးရောင်ညောင်းလာမရောက်နိုင်သေးဘူးခုတည်းပဲကြောသားအပြင်းမှာတကယ်လူဆိုရင်ဒီမကြီးခါးရုံညောင်းနေမှာသိကြတယ်မကြီးတက်နေတလိမ့်နဲ့တက်နေရတာဟောဘေးမှာလေကားရှိရဒါပေမဲ့လေကားနဲ့မတက်တော့ဒါနဲ့ပဲတက်လိုက်တယ် Oh my god အဝေးပဲ Okay ရောက်တော့မှလားမရောက်သေးဘူးအဝေးလို့သေးတယ် Okay ဟုတ်ပြီဒါပေမဲ့ဘာဖြစ်ကျွန်တော်ရောက်ဆက်သွားမှာပဲဒီနောက်မှဆိုရင်တော့ရောက်ဖို့တော်သေးပါဗျာ Okay ဒီကနေပဲတက်လိုက်တော့မယ်ပြုတ်ကြတော့မလို့ကန်ကောင်းနေတော်သေးရဲ့အောက်ထိပြုတ်မှုကျသွားတာအောက်ထိပြုတ်ကြရင်တော့တက်လာခဲ့ရတယ်နှမျောစရာကြီးတဝက်လောက်ထိပြတ်တက်ရတော့မှာ Oh my god တော်သေးပါတယ် Okay ကျွန်တော်ကိုလိုကျွန်တော် mouse error လေးတက်နေလို့သိလားကျွန်တော်ဒီလိုမျိုးဇွန်းတင်မျိုးချက်ပြီးလုံးရင်ဟိုဘက်ဒီဘက်ဆွဲမရလို့လေဒီမျိုးလေးပဲချက်ပြီးမှလှုပ်ပြီးမှဆွဲလို့ပဲရလှုပ်ပြီးမှရများနေ sorry ဗျာ Okay ကျွန်တော်တက်မယ်အဝေးအမြင်ဆုံးရအောင်တက်မယ်အမြင်ဆုံးကနေမှဟိုးပေါ်နေမှာကျွန်တော်ခုံချရမယ်လို့တော့ထင်တာပဲဗျာခုံချရမယ်ဆိုဟိုရထားကြီးနေပေါ့ Okay ရအောင်တက်မယ်ကျွန်တော်ဒီအဲ့အပေါ်မရောက်မချက်ကျွန်တော်လုံးဝမအိပ်ဘူးစိတ်ချ Okay ကျွန်တော်ရအောင်တက်မယ် Okay တော်မြင်သေးတယ်ထင်တယ်ကျွန်တော်အပေါ်ချက်ချိုးလောက်မအိုးအမြင်ကြီးပဲဒါပေမဲ့ကျွန်တော်ရောက်တော့မှာတင်တာ fighting ရောက်တော့မှာ fighting မြန်မာအလံလေးကိုကင်ပြီးတော့တက်ရဖီလေစောင်းရမိုက်တယ်ဒါကျွန်တော်အပေါ်ရောက်တော့မှာပါလဲလျောက်ဆက်သွားလိုက်ရင်ရောက်ပြီအပေါ်စာရီဝင်လာကိုလို့ sorry နော်အဲ့စာရီကိုရေးမထားနေပြီလား Okay ရောက်တော့မယ်ရောက်တော့မယ်ရောက်တော့မယ်အိုးနီးနေပြီအိုးရထားတန်လိုက်ကြီးကအရှိကြီးပဲရောက်တော့မယ်နော်မြန်မာလန်လေးချက်ကလိုက်မယ် Oh my god ရောက်တော့မှာအဝေးလို့သေးဟုတ်တယ်အဝေးလို့သေးကျွန်တော်ခဏရောက်တော့မယ်ထင်နေရအဝေးလို့သေးကွာဘာဖြစ်ဒီလောက်ထိတက်လာပြီးမှဆက်တက်ရမှာပဲလေနော် Okay let's go ဆက်တက်မယ် fightingမရောက်နိုင်ရောက်ပြီလားလေကဒီမှာတော့ဆုံးသွားပြီလားဝင်ခဲ့ဘာလဲဟုတ်လေကဒီမှာများဆုံးသွားလားကျွန်တော်အောက်လေးတစ်ချက်လောက်ဆက်ကြည့်လား
အေးအေး oh no 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 oh my god ကျွန်တော်တော်လေးကိုပြုတ်ချသွားပဲလေကဒီမှာဆုံးမလာမှမသိတာ oh what the hell အဲ့ဆိုတော့ကျွန်တော်တော်ပြန်တက်အောင်မယ်တော်လေးပြန်တက်ရတော့မှာတော်လေးပြန်တက်ရတော့အိုးပေါ်နာလေးမှာကျွန်တော်တွေ့နေရတယ်Okay okay ဒီတိုင်းလေးပဲတက်ထားမယ် Okay ကဲအဲ့ဆိုရင်ကျွန်တော်အပေါ်ရောက်မှပြန်တွေ့ကြမယ်ဗျာOkay ကိုလူတော့ကျွန်တော်ရောက်တော့မယ်ဗျာကျွန်တော်အပေါ်နားလေးနည်းနည်းတက်လိုက်ပြီဆိုရင်ကျွန်တော်ရောက်ပြီsorry ပါဗျာအပေါ်ကစာတွေကိုတော့စိတ်ဝင်စားနေပါနဲ့ Okay ကျွန်တော်ရောက်တော့မှာလားရောက်ပြီလား Heyဘယ်လိုကြီးလဲ What the hell တော်သေးတယ်ကန်ကောက်လို့ပြုတ်ကြတော့မလို့ Okay ဘယ်လို bro ဆက်တက်လေ bro ဒီဘက်ကဘာတော့ဆက်လည်းမတက်ဟိုတော်သေးကျွန်တော်ပြုတ်ကြပြီတေတော့မလို့ကန်ကောင်းတယ် Oh my shit ရှင်တထိတ်ထိတ်နဲ့ကျွန်တော်တက်လာလိုက်ရရေပေါ့နော်ဟမ်အဲ့လေအဲ့ပေါ်ရောက်ကျွန်တော်ဘယ်လိုတက်ရမှာတော့လို့ Wait What the hell ဒီကနေတက်မှာကျွန်တော်အဲ့ကိုကြောက်ဘယ်လိုတက်ရမှာOkay ကြိုရအောင်တော့တက်ရမယ်Okay ရပြီ Okay let's go စီးမယ် Okay ကြိုက်ပြီလေဒါမျိုးမှကြိုက်တယ်喂，ဖုန်းလေးပါအတမ်းကြီးကုန်ပြီဝီနဲ့အတမ်းလေးပါပြီးကုန် Oh my god What the hell ရောက်ရင်မိုက်ဟာအိုးအပြင်မှာတော့ဆိုတော့တကယ်ကြောက်စရာကြီးဒီကျန်းတန်းနဲ့ Oh my god What is the hell Hey ကျန်းတယ်အိုးအမြင်ကြီးရောတောက်ထိုးရောဟေးဟိုမှာလေးဘာလဲတော့မသိဘူးကျန်းလိုက်ကြဘယ်ဒီဆက်သွားမလဲတော့မသိဘူးအရှိကြီးပဲဟောOkay မြန်မာလာလေးကန်ထားလိုက်တယ်နော် Oh my Oh ကျွန်တော်အပြင်မှာဆိုတကယ်တော့တကယ်ရထိုက်ပြီးပြေးလောက်တယ်ပြီလားအပြင်မှာဆိုနော်ဒီလိုမျိုးခါမျိုးဘယ်သူမှစီးဘူးမှမဟုတ်အပြင်မှာဆို Oh my god ဟိုပြုတ်ကြလိုက်ဒီကိုပြုတ်ကြသွားလိုက်နေဟိုဘက်ကဆောင်းလိုက်နော်တကယ်အပြင်မှာဆိုတော့ကျွန်တော်ရတိုက်တဲ့ဖြစ်နေမှာဘယ်သူမှစီးရမှာမဟုတ်အဲ့လောက်အမြန်ကြီးနဲ့အဲ့လောက်အရှိကြီးလို့စီးရဲဆိုတော့ဒီလောက်အရှိကြီးနဲ့ကြတော့လူတွေပိုင်းကပြုတ်ကြနိုင်လောက်တဲ့အပြင်မှာဆိုရင်ဒီကောင်ဟိုမှာအောက်ကတော့မမြင်တော့ကောင်းတဲ့ပေါ်ဆိုတာဗျာOkay အပြင်မှာဆိုတော့ကျွန်တော်ရင်တက်တဲ့ Oh my god ဖြစ်နေမှာ Oh my god ဖြစ်နေမှာတော့အောက်ကိုပြန်ဆင်းတာပေါ့နော်ဒါကတော့ Okay နေလေးတော့နေတော့ပြန်ကြလိုက်အကွေးပေါက်ပြီးခေါင်းလေးပါမလောက်တယ်အပြင်မှာဆိုရင်အဲ့လိုပြုတ်ကြတဲ့အခါကျရင်ကွာသိလားအပြင်မှာဆိုလူတွေပါဆောက်ထိုးကြီးပြုတ်ကြကုန်တာပေါ့အဲ့မျိုးတပေပြန်လဲတာဆိုရင်သိလားကျုံအဲ့လိုမြန်မာလူကြီးပြုတ်ကြဟေးOkay Oh my god ကျွန်တော်တော်လေးကိုပါဖြစ်သွားပြီပေါ့နော်ဟေးရေထဲကျပါကျွန်တော်လေးကိုရင်ခုန်ဖို့လည်းကောင်းပါတယ်တော်လေးကိုစိတ်တို့ဖို့လည်းကောင်းပါတယ်ဘာလဲဆိုတော့ဒီ game ကကျွန်တော်တို့ပထမပိုင်းမှာအပေါ်တက်တဲ့အချိန်မှာပြန်ပြုတ်ကြတာရှိရဗျာပြန်ပြုတ်ကြတာကြီးကလုံးဝဘယ်လိုလဲစိတ်တို့ကောင်းတယ်ကိုကြိုးစားထားတာကြီးအကုန်လုံးကိုပြန်ပြုတ်ကျသွားတာကြီးတော်တော်လေးကိုဒေါသလည်းထွက်ဖို့ကောင်းပါတယ်ဟိုကျွန်တော်နောက်တစ်ခါစီးလို့ရအောင်လားမသိဘူးချက်တော့စီးကြည့်လိုက် right and top Okay ကျွန်တော်အပေါ်ပြန်တက်မယ်ပေါ့နော် Okay let's go အချိန်ကြီးနဲ့တက်သွားတယ်ဟေးအချိန်အဟုန်နဲ့တက်သွားပါလားအချိန်အဟုန်နဲ့တက်သွားတာတက်ပြန်ရော
အပြင်မှာဒါမျိုးအပြင်မှာဆိုရင်เนาะကျွန်တော်ဘယ်လိုပြောပြုတ်ကြပြီးတေးမသိမူးပြီးမသိနှလုံးကြပြီးတေးအဲ့လို3မျိုးနဲ့ပဲတေးလောက်တယ်ဒီလားဘာလို့ဆိုတော့သူ့ဟဲ့အချိန်အဟုန်နဲ့အဲ့လိုရက်သွားတက်သွားဆိုတော့ဗျာကြောက်ဖို့တော့ကောင်းတယ်ဗျာဟိုးတွေ့ရထားထွေးယူပြတ်သွားတွေ့လားရထားထွေးယူပြတ်သွားလားဒါပါရောဝယ်ရမှာလဲဟာငွေသွားပထမကြီးโอ้ยကြည့်ပါโอ้ย hey what the hellဒီမှာလေးဘောနေအခုပြန်ပြုတ်ကြလာဟေး okay ဟေးဘယ်ဒီတော့ရောက်သွားတာ oh my god okay ဆိုတော့ဒီကိန်းလေးကတော်လေးလဲဆောက်လို့ကောင်းပါတော်လေးလဲရင်ကုန်ဖို့ကောင်းပါဘရာသာကိုရိုင်းလဲစမ်းစောကြည့်ဖို့အတွက်ကျွန်တော်ကအကြံပြုပါတယ်နော်ကိုရိုင်းစမ်းစောကြည့်ကြပါဒီကိန်းလေးကိုဘယ်လိုရှားမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့ description မှာကျွန်တော်ဒီကိန်းလေးရဲ့နာမည်လေးကိုရေးထားပေးပါမယ်တကယ်ချင်းလည်းပဲဆောမလား solo ပဲဆောမလားကောင်းကောင်းနဲ့ပဲဆောတော်လေးကိုစိတ်လှုပ်ရှားပြီးပြောဖို့ကောင်းတာလေမလို့စမ်းစောကြည့်ဖို့အတွက်ကကျွန်တော်ကတော့အကြံပြုပါတယ်ပေါ့နော် okay ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်မှာညအချိန်ရောက်ပြီးဆိုတော့17နာရီလဲထိုးနေကြောလူအချိန်ရောက်ပြီးမအိမ်လည်းဘေးရိမ်နဲ့ထားဆဲတော့မယ် okay ပါဘိုင်မှာနော်